Hi အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့လူတော်တော်များများမွေးဆိုတာကိုကြားလိုက်တာနဲ့ချစ်စရာကောင်းတယ်လို့တွေးမိမှာမဟုတ်ပါဘူးဒါပေမဲ့ဒီကနေ့မှာတော့အဲ့ဒီအတွေးတွေကိုပြောင်းလဲပြစ်နိုင်မဲ့မွေးဆယ်မျိုးကိုမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကောင်လေးတွေဟာတင်းငယ်ပြီးလူသားတွေအတွက်ရေဘူးရအားဖြင့်အန်ဒီရဲ့မရှိသလောက်နဲပါတဲ့အပြင်ဆွဲဆောင်မှုတွေအပြည့်ရှိကြပါတယ်သူတို့ရဲ့တင်းငယ်တဲ့ဦးကောင်းလေးတွေမျက်လုံးကြီးတွေဒါမှမဟုတ်ရှက်တက်တဲ့ပုံစံလေးတွေကြောင့်ဒီမွေတွေဟာအင်တာနက်ရဲ့စူပေါင်းနှလုံးသားတွေကိုရောက်ရှိလာပြီးဗီဒီယိုတွေနဲ့ social media platform တွေမှာလူကြိုက်များလာတာဖြစ်ပါတယ်။ကဲကမ္ဘာပေါ်မှာအချစ်စရာအကောင်းဆုံးမွေ10မျိုးကိုစတင်ကြည့်ရှုလိုက်အောင်။ Number 10 Banded Cat Eye Snake ကြောင်မျက်လုံးမွေသူ့ရဲ့မျက်လုံးကြီးတွေနဲ့ညင်တာတဲ့အမူအရာကြောင့်ဒီမွေကို Animax Snake လို့တောင်နာမည်ပြောင်းပေးထားကြပါတယ်။ဒီမွေဟာအစိတ်နူးညံ့ပေမဲ့လူသားတွေကိုအန်ဒီမပေးနိုင်ပါဘူး။တဘာဝဗီဒီယိုဒီမှာသူ့ရဲ့ထူးခြားတဲ့ပုံစံကြောင့်မကြာခဏဖော်ပြခံရလိမ့်ရှိပါတယ်။ Number 9 Rosie Boa Rosie Boa ဟာအမေရိကန်ပြည်ထောင်စုမှာမူညင်းပေါက်ရောက်တဲ့ဘိုဝါရွက်မျိုးစိတ်မျိုးတွေကတစ်မျိုးဖြစ်ပါတယ်။သူတို့ဟာဖြည်းဖြည်းချင်းရွေလာပြီးကင်တွယ်ရတာလွယ်ကူပါတယ်။သူ့ရဲ့ပြုံးနေတယ်လို့ထင်ရတဲ့ဖော်ရွေတဲ့မျက်နှာကြောင့်လူသားအနေနဲ့အသားကျလွယ်ပြီးပညာပေးအစီအစဉ်တွေမှာလည်းအသုံးပြုကြပါတယ်။ Number 8 Children's Python နာမည်ကကလေးတွေအတွက်ပေးထားတာမဟုတ်ဘဲသိပ္ပံပညာရှင် John George Children ကိုဂုဏ်ပြုပြီးမြတ်ခေါ်ထားတာပါသို့တော်လဲသူတို့ရဲ့အေးဆေးတည်ငြိမ်တဲ့သဘာဝကြောင့်မွေးစတင်မွေးမြူတဲ့သူတွေအတွက်ပြီးပင်ဆုံသောအိမ်မွေးဒရိစံတစ်ကောင်ထစ်ပါတယ် Number 9 Kenyan Sunboa ဒီမွေကိုမွေလောကရဲ့ဝဝတွတ်တွတ်ကလေးငယ်လို့သတ်မှတ်လို့ရပါတယ်ခန္ဓာကိုယ်တိုးတိုးဝဝတွတ်တွတ်နဲ့ဥခေါင်းတေးတေးမျက်လုံးတွေကလည်းတိတ်မမြင်ရပါဘူးနေရာနဲ့လေးပဲလိုအပ်ပြီးအေးဆေးတဲ့အမူအယမ်းရှိတာကြောင့်အိမ်မွေးတရိษံတွေထားရှိလိရှိပါတယ်နံပါတ်6 Corn Snake ပြောင်းဘူးမွေ Corn Snake တွေဟာချောမွေပြီးအယောင်သွေးစုံလင်တယ်လို့ကင်တွယ်ရလွယ်ကူပါတယ်သူတို့ရဲ့နူးညံ့တဲ့တဘာဝနဲ့စမ်းကြဲတဲ့အသွင်ပြင်တွေကြောင့်အမေရိကန်မှာအိမ်မွေးမွေတွေထဲမှာလူကြိုက်အများဆုံးတစ်ကောင်ဖြစ်ပါတယ်မွေမွေတို့အစာပြုတ်မြအတွက်တင့်တော်ပါတယ်နံပါတ်5 eyelash fiber မြက်တောင်မွေပဲသူတို့ရဲ့နာမည်ကြောင့်မလိမ်ပါနဲ့ဒီမွေရဲ့မြက်တောင်တွေဟာမျက်လုံးအပေါ်မှာဖောင်းကျွမ်းနေတဲ့အကွေးကွန်များသာထစ်ပြီးမျက်လုံးပြူးနဲ့လတ်နေတဲ့ပုံပေါင်းနေပါတယ်အစိတ်ရှိပေမဲ့သူ့ရဲ့တောက်ပတဲ့အသွင်မြင်ကြောင့်တောရိုင်းတွေဆန်တဲ့ပုံပညာမှာလူကြိုက်အများဆုံးပါတယ် Number 4 Ringneck Snake လေပင်ကွင်းမွေဟာအနံ့ရောင်ကိုယ်တယ်နဲ့လေပင်မှာတောက်ပတဲ့လေမော်ရောင်အကွမ်းပါတဲ့ဒီမွေဟာအရွက်ဒီအောက်မှာအယောင်အသွေးတောက်ပတဲ့အကောင်လေးပါသူတို့ဟာဆယ်လမ်းမှာ25စင်တီမီတာလောက်ပဲကြီးပြီးလူသားတွေကိုအန်ဒီမပေးနိုင်ပါဘူးတောထဲမှာတွေ့ရခဲပေမဲ့သူတို့ရဲ့သေးငယ်တဲ့အရွယ်စားနဲ့နူးညံ့တဲ့တဘာဝကြောင့်အချစ်စရာအကောင်ဆုံးထဲမှာပါဝင်ပါတယ်နံပါတ်3 Hawk Nose Snake ဝနှာခေါင်းမွေအပေါ်ကိုကောနေတဲ့နှာခေါင်းက Hawk Nose Snake ကိုပျော်ရွှင်တဲ့ပုံစံပေးပါတယ်သူတို့ဟာအချစ်စရာကောင်းယုံတာမကပြားဆက်ဆံပါသေးတယ်ချင်းပြုတ်ခိုင်ရရင်မွေဟောက်လိုခေါင်းကိုဖျားလိုက်တာမျိုးဒါမှမဟုတ်ဘိုက်ပေါ်ပြီးတေးချင်းအောင်ဆောင်းတာမျိုးလုပ်ပါတယ်သူတို့ရဲ့ဒီလိုအမူအရာတွေကြောင့် online မှာ viral ဖြစ်တဲ့အကြောင်းအရာများစွာရရှိထားပါတယ်နံပါတ်1 Ball Python အိမ်မွေးတရိษံမွေးမှုသူများကြားမှာရေပန်းစားရဲ့ Ball Python တွေဟာတီငိမ်ပြီးစူးစမ်းလိုစိတ်ရှိကလုံးလုံးလေးလိတ်တက်တာကိုတွေ့ရပါတယ်သူတို့ဟာအလိုနူးညံ့တာကြောင့်ကလေးတွေအတွက်ပထမအိမ်မွေးမွေအသစ်မွေးမြူလေးရှိပြီးကင်တွယ်တာကိုလည်းကောင်းကောင်းတုံ့ပြန်ပါတယ်နံပါတ်1 Arabian Sunboa Arabia သဲဘိုဝါဒီမွေဟာကတွန်းနဲ့ကမွေတစ်ကောင်ကိုအသက်သွင်းထားတယ်လို့ပါပဲသူ့မှာခေါင်းပေါ်မှာဖောင်းထွက်နေတဲ့မျက်လုံးညာရှိပြီးအငယ်တန်းပြောင်းစီစီလှုပ်နေတယ်လို့ပုံစံရှိပါတယ်သူတို့ဟာ16လက်မှ24စင်တီမီတာတဲ့ပိုမရှိပါဘူးအင်တာနက်မီနေနဲ့ Instagram post ဒီမှာမကြာခဏပါဝင်နေတဲ့အဓိကကျယ်ပွင့်တူချီပါတယ်ကဲဒါဆိုရင်တော့မွေဒီဟာတီးငယ်တာနဲ့အမျှဘယ်လောက်တောင်ချစ်စရာကောင်းနိုင်လဲဆိုတာကိုတွေးမြင်ခဲ့ရပြီဖြစ်ပါတယ်ဒီစရင်ထဲကဘဲမွေအမျိုးအစားကိုအချစ်စရာအကောင်းဆုံးလို့ထင်ပါတယ်လေဒါမှမဟုတ်အိမ်မွေတရိษံဖြစ်မွေးစင်ပါလားအောက်ပါ comment မှာဝင်ရောက်ပြောပြပေးခဲ့ကြပါဦးဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုထပ်မံကြည့်ရှုခြင်းနဲ့ဆိုရင် like နဲ့ subscribe လုပ်သွားဖို့မမေ့ပါနဲ့နော်
အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်